30ကျော်40တဲ့ကိုခြေလမ်းပြင်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တငယ်ချင်းတွေကကလေးကြီးလို့အောင်မြင်ငါမတော့အခုထိအထီးကျန်တဲ့ကတင်ပေါ်မှာဖုန်းတစ်လုံးနဲ့ for you ပို့ရင်ညနေခဲ့ရတာကြာအမေကလည်းမေးတယ်သားကြီးရေချွေးမဘယ်တော့ရမလဲငါကလည်းပြန်ပြောတယ်အမေကရှာရတာလွယ်တာမှတ်လို့ပဲအခုခက်ကအချစ်ထက်ဝမ်းစာကပိုရေးကြီးနေပေမဲ့အခုခက်ကအချစ်ထက်ဝမ်းစာကပိုရေးကြီးနေပေမဲ့တခါတလေတော့လဲရှင်တော့လဲရှင်ခွင်တစ်ခုကိုတန်းတာမိတာမှန်ပဲမေးမလို့ခြင်းနဲ့ဒါပေမဲ့စဉ်းစားစရာတွေကများစံမင်းကလည်းပါလာပြီဘိုက်ကလည်းနဲနဲထွက်လို့လားရီလေးရှင်ရှက်တွေကခေါင်းကိုက်စရာလို့ထင်မိနေမယ်ဘေးနာမှာပွားမဲ့သူမရှိတော့အင်ကြီးက6ကန်လုံးလို့ဗျာအရင်ကတော့လွတ်လပ်မှုကအသက်လို့ထင်ခဲ့တာအခုတော့ဖျားနာတဲ့ခါဆန်ပြုတ်တိုက်မဲ့သူရှာမရပါအလောက်ကပြန်လာထမင်း try ဟောင်းလေးဖွင့်ကြည့်ရင်ငါမိမချက်တာဆိုရင်ပိုကောင်းမှာလို့စိတ်ကူးနဲ့ရောင်ရမ်းခြင်း social media မှာလဲကပဲပုံတွေမြင်တိုင်း scroll တော့မလုံးနိုင်တော့ဘူးရင်ထဲမှာစိုးတက်လာတဲ့အပိုင်း oh yeah ဆယ်ကျော်သက်တုံးကလည်းရုပ်ရည်ကမလန်းတော့ပေမဲ့ရင်ထဲမှာတော့ချစ်တွေကကြော်ရှိန်နဲ့ပြင်းနေစေကိုနားလဲပေးမယ်အဖို့တယောက်သာရှိမယ်ဆိုရင်ချန်တဲ့ဘဝတစ်လျှောက်လုံးအညုတ်ခံဖို့အသင့်ပဲမေးမလို့ခြင်းနဲ့ဒါပေမဲ့စဉ်းစားစရာတွေကများစံမင်းကလည်းပါလာပြီဘိုက်ကလည်းနဲနဲထွက်လို့လားရီလေးရှင်ရှက်တွေကခေါင်းကိုက်စရာလို့ထင်မိနေမယ်comment ထဲမှာအသင်းဝင်လိုက်ကြရအောင်လား